Let's go!ဆိုတဲ့ရတာကဘာနဲ့မှမလဲနိုင်အောင်မိုက်တယ်မှတ်ဒါပေမဲ့ဒီချက်ပို့ပြီးရေပုံစရာကောင်းတဲ့အောင်မြင်မှုမျိုးကို2026ရဲ့ကမ္ဘာဖလားပွဲလုံးပွဲမှာကိုယ်တိုင်မြင်တွေ့ရတော့မှာဒါဆိုရင်ကမ္ဘာဖလားပွဲစဉ်တွေကိုရင်ခုန်သွားနဲ့စောင့်ကြည့်ရင်ကိုယ့်အတွက်မိုက်စာလက်တော့တလုံးပိုင်ဆိုင်နိုင်မယ်ဆိုရင်ဟုတ်တော့ကမြန်မာကနေပြီးတော့2026ကမ္ဘာဖလားပွဲမှာပထမဒုတိယတတိယရရှိသွားမယ်အသင်း3သင်းကိုအတိအကျမှန်အောင်ခန့်မှန်းနိုင်တဲ့သူတွေအတွက်ရန်3900နဲ့800တန်း Sony Wino လက်တော့နှလုံးကိုလက်ဆောင်မြင်နဲ့ပေးသွားမယ်စီတူရှိနေပါခင်ဗျာဒီစီဇန်လေးမှာပေါင်းဖို့ကအရင်ကလုပ်ပြပါတယ်ပထမဆုံးခုနကမြန်မာ page လေးကို follow လုပ်ထားပါပြီးရင်အခုပင်ထောက်ထားတဲ့ post လေးကို public လေးနဲ့ share ပေးရပါတယ်နောက်ဆုံးအနေနဲ့ကို share ထားတဲ့ screenshot လေးနဲ့အတူဒီ post ရဲ့ comment မှာကိုခန့်မှန်းထားတဲ့ပါတူတာအသင်းသုံးမျိုးကိုမှတ်ပေးအောင်ပါပဲเนาะကျွန်တော်တို့စုပေးမဲ့ပုံစံကိုလည်းရှင်းပြပေးသွားမှာပါတယောက်ကမှန်ခဲ့တယ်ဆိုရင်တော့လက်တော့တစ်လုံးရရှိမှာပါအကယ်၍နှစ်ယောက်မှန်ခဲ့တယ်ဆိုရင်တော့လက်တော့တစ်ယောက်တစ်လုံးရရှိမှာပါအကယ်၍မြန်အဖြစ်မှန်သူကနှစ်ယောက်ထပ်ပို့ခဲ့မယ်ဆိုရင်အဖြစ်မှန်သူတွေထဲကနေပြီးတော့နှစ်ဦးကိုမဲနိုင်ပြီးတော့ပွင့်လင်းမြင်သာရွေးချယ်ပေးသွားမှာသတိထားရမယ်တစ်ချက်ကတော့ဒီအစီအစဉ်ကိုဇူလိုင်လ10ရက်နေ့အထိပဲနောက်ဆုံးထားပြီးတော့ဖြည့်စွင့်ရရှိမှာပါအဲ့ဒီနောက်ပိုင်းရက်တွေမှာဝင်မှတ်နဲ့ကွန်မန့်တွေကိုတော့ထည့်သွင်းစဉ်းစားပေးမှာမဟုတ်ပါဘူးခင်ဗျာကဲဘိုးဘွဲဆရာကြီးတွေကမ္ဘာဖလားပွဲစဉ်တွေကိုအမြဲတမ်းစောင့်ကြည့်တတ်တဲ့သူတွေဆိုရင်လက်တော့တစ်လုံးကိုအသာလေးရမယ်ဒီခွင့်ရည်ကြီးကိုလက်လို့မခံဘူးဘော်ဒါတွေကိုလက်တို့ပြီးတော့အခုပဲဟိုနှုတ်ကမြန်မာမှာဝင်ခတ်မှန်လိုက်တော့